စားဖို့ပြင်ဆင်ထားတဲ့ပုံမှာဒီမှာပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်လှုပ်ပြီးကိုယ်တိုင်လှုပ်စားတာပိုတန်တယ်ခံစားရပါနော်ပတ်တာပြားကိုဝယ်စားမှဆိုရင်မတန်တယ်လို့ပဲစားလို့လည်းမဝဘူးပေါ့နော်ကျွန်တော်တို့ဝယ်စားပြီးတော့ကျွန်တော်ကိုယ်တိုင်လှုပ်ဆိုပိုစားရတယ်ဒီကောင်ဟုတ်လေဒီဝတ်တာပြားအောင်ပါဟိုအပြေမှာဝယ်စားရတာတတောင်း1500 1800တော့ပေးရတယ်ပေါ့နော်ကိုယ့်ကိုယ်လှုပ်စားဆိုအဲ့လောက်ထိမသိအဲ့လောက်ထိမထိတ်ပေါ့နော်ทำไมเนี่ยตัวสาวว่ากูเลิกสาวว่าสาวเลิกสาวว่าแต่ถ้ากูชอบช่างป่าตัวเสียแล้วงาถามเลยว่ากูเลิกสาวปุ๊บเนี่ยแต่เนี่ยแข่งอะไรบ้างเนาะเห็นไหมตาฉี่ปะฉี่ในตัวสาวไหมပြီးတော့ဒီမှာသူလည်းပါတယ်သူလည်းစားချင်တယ်တဲ့เดี๋ยวมองมันช่วงตัวถ้าก็ว่าเดี๋ยวมองมันช่วงตัวว่าได้เชื่อมเอาtrue that ว่ากูเลิกสาโปรแต่นะล่าสุดကျွန်တော်เลิกสาไหมเลิกอยู่ไหมไม่ว่าสาพี่ฟังအရန်ကားကဆိုရင်ပါတယ်ကွာဒီဝတ်တပ်ပြားဆိုအရန်ကြတယ်ဒါပေမဲ့ဝယ်စားရမှာဆိုဝယ်စားမနိုင်ဘူးမတန်လို့ခံစားရတာပါနော်ဝယ်စားမနိုင်ဘူးนี่สิแท้ไหมชีตัวชามเข้าไปข้ามแล้วได้เนาะเข้าไปลงเสียบอ่ะนะแม่ก็เลยร้านเสียก็ลงเสียเกล็ดเสียพอวันนู้นโปรยจะแตกหน่อยนะบ้านเราละมั้งตั้งอยู่แล้ว